မင်္ဂလာပါရှင်ဒီနေ့မှာတော့ GED ရဲ့ Order of Operations Council အောက်က PEMDAS 20လေးအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ် PEMDAS ကိုဘယ်ချိန်မှာသုံးလဲဆိုတော့ဒီကိန်းတန်းမှာပေါ့နော်ဟိုအစင်းလိုက်တွက်ချက်နည်းလေးကိုသိဖို့အတွက်တွက်တာဖြစ်ပါတယ်အစင်းလိုက်တွက်မင်းဒီယာမှာကိုကဇန်တိုင်းမတွက်မိဘူးဆိုလို့ရှိရင်ကိုထွက်လာမယ့်အဖြေရလဲမှားရနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဇယ်ရိုတွက်တဲ့အခါမှာ step by step ပေါ့နော်အရင်ဆုံးကိုကတွက်စတာမကျွမ်းနေသေးဘူးဆိုလို့ရှိရင် step by step ပဲတွက်စီချင်ပါတယ် step by step တွက်မယ်ဆိုတော့ဒီ zero တစ်ခုချင်းစီကိုကြည့်ရမယ်နော်PEMDAS က P ရဲ့ရှေ့ကောင်က parenthesis E ရဲ့ရှေ့ကောင်က exponent N ရဲ့ရှေ့ကောင်က multiplication D ရဲ့ရှေ့ကောင်က division ပြီးတော့ A ရဲ့ရှေ့ကောင်က addition S ရဲ့ရှေ့ကောင်က subtraction ဖြစ်ပါတယ်ကျွန်တော်တစ်ခုချင်းစီရဲ့ဒီပဲလေးကြည့်စီမယ်နော် parenthesis ဆိုတာကြတော့ခွင့်စားကွန်ဘီကိုတွက်ချင်တာပါ exponent ဆိုတာကြတော့ထညောင်းကိန်းပေါ့နော်ခါကြတော့ဒီ zero ကကျွန်တော်မျိုးထညောင်းကိန်းပုံစံလေးကိုပြောချင်တာပါ multiplication ကကြတော့အနှောက်ကိုပြောချင်တာပါ division ကကြတော့အစားကိုပြောချင်တာပါ addition ကကြတော့အပေါင်းပြောချင်တာပါ subtraction ကကြတော့အနှုတ်ကိုပြောချင်တာပါဒါဆိုလို့ရှိရင် zero ဒီပုံစံတိုင်းစလိုက်တော့မှလားဆိုတော့ PEMDAS လို့ထုတ်ကောက်မှတ်ထားနိုင်ရပြီဒါပေမဲ့ဒီ Q ဆိုင်ရာမှာပါလဲဆိုတော့ multiplication division ရဲ့ပြောလို့ရှိရင် addition subtraction ပေါ့နော်အဲ့ဒီနှစ်မျိုးကကြတော့ဒီရင်သားရဲ့ဟာကိုအရင်ဆုံးတွက်ရပါတယ်ဒါကြောင့်မလို့ left to right လို့မှတ်ထားနိုင်ရပါတယ်ဘာ left to right ပုံစံမှာတွက်ရပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်း left to right ပုံစံတွက်ပါတယ်ဆိုလိုတာကတော့ကိန်းတန်းထဲမှာအနောက်ရင်လာရဲဆိုရင်အနောက်ကိုရင်တွက်အစားရင်လာရဲဆိုရင်လည်းအစားကိုရင်တွက်မယ်ဒီမှာဆိုတဲ့အလုပ်ပဲပေါင်းနဲ့နှုတ်မှာဆိုလို့ရှိရင်အပေါင်းရင်လိုက်အပေါင်းရင်တွက်အနှုတ်ရင်လိုက်အနှုတ်ကိုရင်တွက်မှာဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်စပြီးတော့တွက်လို့ရပြီလို့ထင်ပါတယ်zero exam မှာဆိုလို့ရှိရင် parenthesis ဆိုတဲ့အတွက်ကြောင့်ဝေစာခုံမိကိုအရင်ဆုံးရှင်းမယ်ပေါ့နော်ဝေစာခုံမိဒီမှာဝေစာခုံမိကလေးကိုထူထူခွဲလိုက်တယ်ဆိုတော့အခုကျန်တဲ့ဟာတို့ကြောင့်ခြားရမယ်ပေါ့နော်3 into ဝေစာခုံမိမှာ0ပါတူတယ်ခြားရကြည့်မယ်တစ်စင်းညမဲ့သွားမယ်နော်4 into 2 plus 3 square စားတော့အမြောက်လေးပေါင်းဒီမှာဆိုလို့ရှိရင်1 plus 4 plus 3ဒါထပ်ပြီးရရှိခွင့်ကျန်နေကြတဲ့အတွက်ဘုံထပ်ပြီးရှင်းမယ်ဒီမှာဆိုရင်ထောက်ရှင်းမယ်နော်โอเคအဲ့ဆိုတော့0ဆက်တော့မယ်3 into 4ဒီမှာဆိုတဲ့ဒီ0ဆွမ်းနာတွားရတဲ့အမြောက်နဲ့အပေါင်းဆိုပြရရင်လာမယ်အမြောက်နဲ့အပေါင်းဆိုအမြောက်ကိုရရှင်းမယ်ဒါကြောင့်ထဲမှာဆိုလို့ရှိရင်ရှစ်အပေါင်း3 square အစား3မြောက်လေးပေါင်းတရလေးရဲ့3ရဲ့ပေါင်းတာရှိရတယ်ပြီးတော့ဒီမှာဆိုတဲ့0ဒီမှာခွင်းကြံနေတဲ့ဒါကြောင့်ခွင်းကိုရှင်းမယ်3 into 11 square အစား3အမြောက်လေးအပေါင်း8zero ဒီမှာအခုခွင်းမရှိတော့ဆိုတော့နောက်တစ်ဆင့်ဒါခွင်းရပြီးသားခွင်းပြီးသားဆို zero exponent ကိုရှာမယ်ဆိုတော့ exponent ဒီမှာ11 square ကိုတွေ့ရဒါကြောင့်မလို့3 into 1 to 1အစားနောက်1 to 1ဒီ11 square ကိုရှင်းလိုက်တာနော်ဒါလို့ရှိရင်3 into 4 plus 8အဲ့ဆိုဒီ zero အခု exponent နဲ့ရှင်းပြီးသားဒါဆိုလို့ရှိရင် exponent ကဆိုတော့ multiplication ပါမှာနော်multiplication ဒီမှာဆိုလို့ရှိရင်3 into 1 to 1ကိုရှင်းမယ်နော်ဆိုတော့3 delete 3 delete 6 3 delete 3ကျန်တဲ့ဟာကိုတစ်ချိန်မဲ့စိတ်မယ်3 into 4 plus 8ဟုတ်ပြီနော်အဲ့ဆိုဒီ0က multiplication နဲ့ရှင်းပြီးသားဒါဆိုလို့ရှိရင်ဒါပဒရရှိ division ရှင်းမယ်ပေါ့နော်အဲ့ division ရှင်းမယ်ဆိုရင်အခုဒီမှာ division ရတရားတွေ့မယ်division ရှင်းမဲ့ဆိုရင်3 delete 3 delete 6 3 delete 3ကျန်တဲ့ဟာတွေမစိတ်မဲ့နောက်4 plus 8ဘယ်နော်ဆိုတော့ဒီ division နဲ့ရှင်းပြီးသားပြီအခုဒီမှာဆိုလို့ရှိရင်အမြောက်နဲ့အပေါင်းနဲ့တွေ့ရဒါဆိုလို့ရှိရင်အမြောက်ရင်လာမလားအပေါင်းရင်လာမလားဆိုတော့အမြောက်ကဒီပုံမှာရှင်းတော့အမြောက်ကိုရင်တွေ့မယ်အမြောက်ရင်လာမှာတစောင်းဒီနှစ်ခုကိုနှောက်မယ်4 delete 4 နဲ့8 delete ပေါင်း8ပြီးတော့0အခုဆိုလို့ရှိရင်ဒါပဲကျန်တော့တယ်ဆိုတော့ addition ပဲကျန်တော့တယ်။နောက် addition ပဲကျန်တော့ဒီနဲ့ပို့ပေါင်းပေးမယ်။0ဒီရှိလေးနဲ့ရှင်းနဲ့ပေါင်းလိုက်လို့ရှိရင်4 9
နော်ဒီခုနဲ့ကနန်းကခေပန်ပေါ့ပေါ့အစ်နေမှာတနေရာမှာမှားသွားခဲ့မယ်ဆိုလို့ရှိရင်အဖြေပါမှားမှာဖြစ်ပါတယ်ဒါကြောင့်ဒီအစင်လိုက်လေးတိုင်းဒီချာလေး cute site တွေ့ချက်ဖို့လိုပါရဲ့ရှင်